ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အလီဆာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ experience event free ticket လာဆိုတော့ကျွန်တော်ဒီ Wikipedia တုံးပတ်ထက်တာပေါ့နော်ဆိုတော့ဒီမှာ mission လေးပြောရမယ်ဒီ diamond 250ဖြည့်ကမယ်နောက်ပြီးတော့ဒီ diamond 250ကို spy ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ wiki တုံးပတ်နဲ့ဆိုတော့ဒီ diamond 250ကို spy လို့ဆိုတာဒီ event မှာကျွန်တော်နှစ်ချိန်ပဲ draw ရမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီအဲ့နှစ်ချိန်မ draw ပဲကျွန်တော်တို့ဒီနေ့မှတစ်ချိန်နောက်နေ့တစ်ချိန်ဒီနောက်လာမယ့်နေ့မှာငါတစ်ချိန်ဆိုပြီးတော့ကျွန်တော်ခွဲထားရပါတော့ဆိုတော့ဒီအဲ့လာမယ့်2ရက်မှာကျွန်တော်နှစ်ချိန် draw ပြီးရင်ကျွန်တော်တို့ဒီ free ticket နဲ့အကုန်လုံးကိုကျွန်တော်တို့ draw ပြီးတော့ကျွန်တော်ဗီဒီယိုနောက်တစ်ခုလုပ်ပြီးတော့ဆက်ပြီးတော့တင်ပေးပါမယ်ဆိုတော့ကျွန်တော်ဒီနေ့အခုနောက်ရရှင်းပြပေးတော့မယ်အားတော့ကျွန်တော်ဒီမုံရထက်မှာဒီတင်ဆောင်းနဲ့ collaboration လုပ်ထားတဲ့ဟာတွေပေါ့နော်။အော်ဒီမှာတိကျတဲ့မှာ free second တွေဒီမှာ promo diamond တွေပါတယ်ကျွန်တော် release တဲ့အနေနဲ့ပြပေးထားတာပေါ့နော်။ဆိုတော့ဒီမှာလည်းကျွန်တော်ဒီအဘလာမော်ရပါရပါတော့။ဒီမှာကျွန်တော်ဆက်ပြီးပြမယ်ဒီမှာဆိုတကယ်ချင်းတွေပါတယ်ကျွန်တော်အဲ့လိုတော့ကျွန်တော်လုပ်နေပါတယ်။ဆိုတော့ဒီမှာလည်းဒီလိုတတ်မှတ်ထားတဲ့ classic တွေပါတယ်စောမယ်ပြီးရင်ပေါင်းပေးမယ်ဆိုတော့ဒီမှာ online လမ်းကြောင်းပေါ့နော်ဆိုတော့နောက်ပြီးတော့ကျွန်တော်ထိုက်ပြမှာတော့ဒီဟိုဟာmap ပေါ့နော် dinosaur area ပါတယ်နဲ့ဒီမှာဆော်ရမယ် map ကြီးပေါ့နော်ဟိုဒီမှာကျွန်တော်ပြပေးပါမယ်အဲ့မှာတတဲ့ပါတယ်တော့မှ dinosaur အနေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ design တိတ်လေးနဲ့ဆော်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဒီလိုတော့ဒီလောက်ပါပဲပြကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦး